အာဏာသိမ်းစစ်တပ်ကကရင်ပြည်နယ်ကကြားဖြန့်အဆောက်အုံတွေကိုဖျက်ဆီးနေပေမဲ့အရေးကြီးတဲ့စစ်ပစ္စည်းတွေကိုနေရာရွှေ့ပြောင်းထားတယ်လို့သိရပါတယ်။ပြီးခဲ့တဲ့အော်တိုဘာလ23ရက်နေ့ကစပြီး KK ဘတ်ကြားဖြန့်ဆိုက်တွေကိုအာဏာသိမ်းစစ်တပ်ကစီးနင်းခဲ့ပေမဲ့ကြားဖြန့်လုပ်ငန်းသုံးအရေးကြီးစစ်ပစ္စည်းတွေကိုတော့မြဝတီမြို့နယ်တစ်ကလေးဆေးရုံနာကစာတင်ကျောင်းနဲ့အဲနာလမ်းဆောင်ကပေ900ပလက်လောက်ရှိတဲ့ဂိုဒေါင်ထဲမှာ KK ဘတ်နဲ့ရွှေကုတ်ကပစ္စည်းတွေရွှေ့ထားတယ်လို့ဒေသခံတို့က BB ကိုဓာတ်ပုံတက်တင်တဲ့တကွာပြပို့ထားတာရှိပါတယ်။ KK ဘတ်ပါဝင်ကြားဖြန့်ဆိုက်တွေကိုအာဏာသိမ်းစစ်တပ်နဲ့အပေါင်းပါတွေကဝင်ရောက်စီးနင်းပြီးတဲ့နောက်ကြားဖြန့်လုပ်ငန်းလုပ်ကင်သူတချို့သာထိုင်းနိုင်ငံဘက်ကိုကူးလာတာဒေသတွင်းမှာပိတ်မိနေတာတွေရှိပေမဲ့ကြံလူတော်တော်များများကတော့မြဝတီဖန်စတဲ့မြို့တွေကဟိုတယ်တွေတက်ခုကန်တွေမှာတိန်းရှောင်ပိုးအောင်နေတယ်လို့သတင်းတွေခိုင်ခိုင်မာမာထွက်ပေါ်နေပါတယ်။